တချို့လူတွေကဒီဘဝကိုလူသားတယောက်အနေနဲ့လာခဲ့ကြပေမဲ့တကယ်တော့သူတို့ရဲ့ဝိညာဉ်ကတခြားကမ္ဘာမှာအမြင့်တွယ်နေတတ်ကြပါတယ်။အထူးသဖြင့်အစ်စိတ်လွန်လာတဲ့ရေရောက်ကမ္ဘာငကားတိုက်ဆက်တွေဆိုရင်ပေါ့မိတ်ဆွေတို့ရောငကားတိုက်ဆက်တွေကိုအပြစ်မှာစုံပူးကြပါသလား။လှပလုံးနဲ့နဒီဆိုတဲ့မိန်းကလေးတယောက်ဟာသူမရဲ့မင်္ဂလာပွဲပြီးမှချစ်သူနဲ့အတူငွေဆောင်ကမ်းခြေကိုဟန်နီမွန်းခရီးထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူမမသိတာကပင်လယ်လိုင်းတွေကြားမှာသူမကိုနှစ်ပေါင်းများစွာစောင့်ဆိုင်နေတဲ့ဘဝဟောင်းကချစ်သူရှိနေတဲ့ဆိုတာပါပဲ။သူမတို့ရောက်တဲ့ပထမဦးဆုံးညဟိုတယ်ခန်းထဲမှာနဒီတယောက်အိမ်မက်မှတ်ပါတယ်။အိမ်မက်ထဲမှာသူမဟာရွှေရောင်ဝတ်စုံတွေကြောက်စိမ့်တွေနဲ့အရန်ကိုတင့်တယ်နေတဲ့ငကားတိုင်နဲ့ရှင်မလေးတစ်ပါး။ဒါပေမဲ့သူမရှိမှရက်နေတဲ့စစ်ဝတ်စုံတဲ့ယောက်ျားလေးတယောက်ရဲ့မျက်လုံးတွေကတော့အရန်ကိုမှထိတ်လန့်စရာကောင်းနေပါတယ်။နဒီတယောက်လက်နိုးလာတဲ့အချိန်မှာတော့သူမရဲ့ခြေပွားတွေကပင်လယ်ရည်တွေရွှဲဆိုနေပြီးအခန်းထဲမှာလည်းဘယ်ကမှမသိတဲ့ရေမော်တွေပြန့်နှံ့နေပါတယ်။ဒီဇလန်ဟာရိုးရှင်းရှင်းဟော်နာစီရီတခုမဟုတ်ပါဘူး။ဒါဟာအမှန်တကယ်ကိုတိုက်ဆက်ပါလာတဲ့မိန်းကလေးတယောက်သူမရဲ့ဘဝဟောင်းကပိုင်ရှင်ကပြန်လည်သိမ်းပိုက်ဖို့ကြိုးစားတဲ့ဖြစ်ရမှန်အခြေခံဇလန်လေးပါ။နဒီကိုပင်လယ်ထဲဆွဲခေါ်ဖို့ကြိုးစားနေတဲ့အင်အားစုတွေမျက်စိရှိမှတွင်ပျောက်ကွယ်သွားတဲ့မင်္ဂလာလက်စွပ်သူမရဲ့ခန္ဓာကိုယ်တွေကိုတခြားဝိညာဉ်တစ်ခုဝင်ရောက်ပူးကပ်လာတဲ့အခါသူမရဲ့ခင်မုန်းဖြစ်သူနဲ့တငယ်ချင်းတွေဘလို့တိုက်ပွဲဝင်ခဲ့ရတယ်လဲဆိုတာကဲအခုပဲအခန်းမီးလေးကိုဖိတ်ထားလိုက်ပါတော့။နှစ်ချက်လေးတက်ပြီးကျမတို့နဲ့အတူအပိုင်းတစ်ကနေစပြီးငွေဆောင်ကငကားတိုက်ဆက်ရဲ့ထိတ်လန့်စရာခီးစင်ကြီးကိုစတင်လိုက်ရအောင်လားရှင်။မဆခင်မှာဒီလိုထူးခြားဆန်းပြတဲ့ဖြစ်ရမှန်တွေကိုလက်မလို့ရအောင် channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်။ကဲအပိုင်းတစ်ကိုအတူတူနားဆင်လိုက်ရအောင်။အပိုင်းတစ်ရန်ကုန်ကနေထွက်လာတဲ့ကားလေးပေါ်မှာပျော်ရွှင်မှုတွေပြည့်နေနေပါတယ်။မင်္ဂလာဆောင်ပြီးတစ်ပတ်အကြာဇီယာနဲ့နဒီတို့ဇနီးမောင်နဲ့အတွက်တော့ဒါဟာသူတို့ဘဝရဲ့အချို့မိန်ဆုံးဟန်နီမွန်းခီးစဉ်လေးပေါ့။သူတို့နဲ့အတူတငယ်ချင်းချင်းချတွေဖြစ်ကြတဲ့ထအောင်နဲ့ဆူဆူတို့ဇနွဲကလည်းအဖော်အဖြစ်လဲပါလာကြပါတယ်။ဇီယာကတော့နဒီကိုအရန်ချစ်တဲ့သူပါ။ကားမောင်းနေနေတောင်ဘေးမှာထိုင်နေတဲ့နဒီလက်ကလေးကိုခဏခဏလမ်းဆုပ်ကင်တတ်တယ်လို့နဒီအိပ်ပျော်သွားရင်လည်းခေါင်းလေးမနာအောင်အသားအရထိထားပေးတတ်တဲ့အထိဂူးဆိုင်လွန်းသူပါ။နဒီကိုမျက်စိအောက်ကအပြောက်မခံနိုင်ဘူးလို့တငယ်ချင်းတွေကြားမှာနာမည်ကြီးတဲ့အထိဇီယာအချစ်တွေကနှက်ဆိုင်ပါတယ်။ညနေဆောင်ငွေဆောင်ရောက်တဲ့အချိန်မှာတော့ပင်လယ်ပြင်ကြီးကစီးကြိုနေပါတယ်။ဟိုတယ်ခန်းထဲရောက်တော့ဇီယာကအထုပ်ပိုးတွေနေရာချနေရင်နဒီကိုလမ်းကြည့်လိုက်တယ်။နဒီဟာဝရန်နာမှာရက်ရင်ပင်လယ်ပြင်ကိုငေးကြည့်နေတာကြိုက်ဝတ်တရုပ်လိုပဲငြိမ်သက်နေပါတယ်။နဒီပင်လယ်ပြင်ကလှလို့လားကိုခေါ်တာတော့မကြောက်ဘူးနော်။အော်အင်းကိုဇီယာပင်လယ်ရနက်ငါလေးနဒီနဲ့အရန်ရင်းနှီးနေတယ်လို့ပဲတမျိုးကြီးပဲနော်။ဇီယာကနဒီပခုံးလေးကိုအနောက်ကနေတန်းဖက်လိုက်ပြီးကိုတို့ဒီမှာတဝက်လုံးလုံးအပန်းဖြေကြမယ်လေနဒီစစ်ချမ်းတောင်ကိုအနားမှာအမြဲရှိနေမှာပါလို့ကြည့်ပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီညမှာပဲအရာအလုံးစတင်ပြောင်းလဲခဲ့ပါတယ်ည12နာရီခွဲအပြင်မှာလေတွေတခုခုတိုက်နေပြီးပင်လယ်လိုင်းတန်တွေကပုံမှန်ထက်ပိုပြီးတော့ကျေလောင်နေပါတယ်နဒီတယောက်အိပ်ပျော်နေရင်းကနေအသက်ရှူတန်နေပြင်းလာတယ်သူမရဲ့အိမ်မက်ထဲမှာတော့သူမဟာလူသားတယောက်ဟုတ်မနေဘူးစိမ့်ပြန်အောင်ကြောက်စိမ့်တွေစီကျဲထားတဲ့နန်းဆောင်တစ်ခုအစ်ဆက်လွန်လာတဲ့ရေအောက်ကပါနဒီဟာရွှေရောင်ဝတ်စုံကြီးနဲ့နန်းဆောင်အလယ်မှာရက်နေတော့အနောက်ကနေအစ်ဆက်ဆက်လက်တစ်ဖက်ကသူမရဲ့ပကုံးကိုလက်ကင်လိုက်ပါတယ်နဒီမင်းပြန်လာပြီလားဟိုလူသားကမင်းကိုပိုင်မယ်လို့ထင်နေတာလားမင်းရဲ့ဝတ်ညီကငါ့နားမှာရှိနေတာရောသူသိရဲ့လားအိမ်မက်ထဲကလူသားရဲ့မျက်လုံးတွေကရဲရဲနေပြီးနဒီကိုအတင်းအဓမ္မဆွဲခေါ်ဖို့ကြိုးစားနေပါတယ်နဒီတယောက်ကြောင်းလန့်တကြားနဲ့ရုန်းကန်ရင်နိုးလာတဲ့အချိန်မှာတော့သူမဟာအိယာပေါ်မှာရှိမနေတော့ပါဘူးဇီယာတယောက်လက်နိုးလာတော့ဘေးမှာနဒီမရှိနေဘူးအခန်းတကားကဟင်းလင်းပွင့်နေပြီးဝရဏဘေးကအေးစိမ့်တဲ့လေတွေကတိုးဝင်နေတယ်နဒီမင်းဘက်မှာလဲမနှောင်းနဲ့လေဇီယာဝရဏဘက်ကိုထွက်ကြည့်လိုက်တဲ့အခါကျမ်းပြင်ပေါ်မှာရင်းကြီးတွေနဲ့ပေချန်နေတဲ့ခြေရာတွေကိုတွေ့လိုက်ရပါတယ်အဲ့ဒီခြေရာတွေကဟိုတယ်အခန်းထဲကနေအပြင်ဘက်ပင်လယ်ကမ်းခြေကိုဦးတည်သွားနေတာပါဇီယာရင်ထဲမှာအေးကနေဖြစ်သွားတယ်ညလေကောင်ကြီးနဒီတယောက်ဘယ်ကိုထွက်သွားတာလဲဇီယာတယောက်တည်းကမ်းခြေဘက်ကိုပြေးသွားတဲ့အချိန်မှာပဲအမောင်ထဲမှာထူးဆန်းတဲ့အဖြူအောင်အရေးတစ်ခုကိုလှမ်းတွေ့လိုက်တယ်။အဲ့ဒါနဒီလား။ဒါမှမဟုတ်အခြားတစ်ခုခုလား။အပိုင်းနှစ်မှာဆက်လက်ဆောင်ပြန်ထားဆင်ပေးကြပါအောင်ရှင်။မိတ်ဆွေတို့ရောအိမ်မက်ထဲကအဆွဲလန်းတွေကတကယ်ဖြစ်လာတယ်လို့ယုံကြည်ပါသလား။ကိုမမဝင်ရောက်ဆွေးနွေးပေးလို့ရပါတယ်။အပိုင်းနှစ်ညတကောင်ရဲ့ငွေဆောင်ကမ်းခြေရဲ့အမောင်တုကပုံမှန်ထက်ပိုပြီးတော့လေးလံနေပါတယ်။ဇီယာရဲ့ဟန်ဖုန်းလေးကမိအောင်လေးကလှိုင်းလုံးနေကြတဲ့မှာလွှင့်စင်နေတဲ့နဒီရဲ့ပုံရိပ်ကိုအသေးအတန်လိုက်လံရှာဖွေနေခဲ့တယ်။နဒီမင်းပမာလဲအဲ့ဒီရမ်းများတယ်လေပြန်လာပါတော့။ဇီယာတယောက်ကမ်းခြေတိုင်းပြေးလာရင်ရုတ်တရက်ရက်တန့်သွားပါတယ်။လာပြေညရဲ့လိုင်းအောင်အောက်မှာရေဆက်ဆက်မှာရက်နေတဲ့နဒီကိုသူတွေ့လိုက်တယ်။ဒါပေမဲ့နဒီရဲ့ပုံစံကအရန်ထူးဆန်းနေတယ်။သူမဟာပင်လယ်ထဲကိုငေးကြည့်ရင်တစုံတယောက်နဲ့စကားပြောနေတယ်လို့မျိုးနှကန်းတွေကလှုပ်ရှားနေတယ်။ဇီယာတယောက်အနားကိုပြေးသွားပြီးနတိပကုံးကိုလှမ်းကင်လိုက်တဲ့အချိန်န
နဒီရဲ့ခန္ဓာကိုယ်ကရေကတုံးတုံးလို့အိတ်စိတ်နေတာကိုခံစားလိုက်ရပါတယ်။နဒီဟင်းအေးလို့ပါလား။ဘာလို့ဒီကိုရောက်နေတာလဲကို့ကိုကြည့်ပါအောင်။နဒီတယောက်ဖြည်းဖြည်းချင်းလှည့်ကြည့်လာတယ်။ဒါပေမဲ့သူမရဲ့မျက်လုံးတွေကဇီယာကိုကြည့်နေတာမဟုတ်ဘူး။သူမတခုခုကိုကြောက်လန့်တကြားကြည့်နေတာပါ။နဒီစီကထွက်လာတဲ့စကားလုံးတွေကဇီယာကိုကြောချမ်းသွားစေပါတယ်။သူလာနေပြီကိုစီယာသူကပြောတယ်နဒီလက်ကလက်စွပ်ကသူ့အပိုင်းနဲ့နဒီကိုသူနဲ့အတူလက်ခဲ့ရမယ်တဲ့။ပြောဆူဆူနဲ့နဒီကအသိစိတ်လွတ်သွားတယ်လို့မျိုးပင်လယ်ထဲကိုအတင်းဆင်းဖို့ကြိုးစားပါတော့တယ်။နဒီကအနောက်ကနေပြီးတော့ဘလို့ပဲအခေါ်ဇီယာအတန်ကိုမကြောက်ဘူး။ဇီယာတယောက်ကနဒီကိုအတင်းတိုက်ဖက်ပြီးတော့နောက်ကနေဆွဲထားတယ်။နဒီရဲ့အင်အားကမယုံနိုင်လောက်အောင်ကြီးမားနေတယ်။ဟင်းမိန်းကလေးတယောက်ရဲ့အားနဲ့မတူပဲတစုံတယောက်ကရှေ့ကနေအတွင်းဆဲခေါ်နေတယ်လို့ပါပဲ။ဇီယာရဲ့အော်တန်ကြောင့်ဟိုတယ်တွေကဝန်ထမ်းနေနဲ့တငယ်ချင်းထအောင်နဲ့စုစုတို့ပါပြေးလာကြပါတယ်။သူတို့၃ယောက်လုံးဝိုင်းဆွဲထားပင်မဲ့နဒီကတော့ရီထဲကိုပဲဆွဆင်းနေသေးပါ။နဒီရေတတိထားပါအောင်နင်ဘာတွေဖြစ်နေတာလဲဟဲ့နဒီခြေထောက်မှာဘာတွေလဲ။စုစုတယောက်អော်လိုက်တဲ့အချိန်မှာဇီယာကြည့်လိုက်တော့နဒီရဲ့ခြေချင်းဝင်းနှစ်ဖက်လုံးမှာရေမော်တွေကွင်းလိုက်ချီနှောင်ထားသလိုပတ်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီရေမော်တွေကပင်လယ်အောက်ကနေနဒီကိုဆက်ချနေသလိုမျိုးတင်းကျပ်နေပါတယ်။ရုတ်တရက်လှိုင်းလုံးကြီးတစ်ခုကသူတို့စီကိုအရှိန်ဟုန်နဲ့ပုတ်ခတ်လိုက်တယ်။အားလုံးချိန်သွားတဲ့အချိန်နဒီလက်ကလက်ထက်လက်ဆွလေးကပင်လယ်ထဲကိုညှစ်ဆင်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲနဒီဟာသတိလစ်ပြီးဇီယာရင်ခွင်ထဲမှာပြုတ်ခွေကျသွားခဲ့တယ်။နဒီကိုအခန်းထဲပြန်ခေါ်လာပြီးနောက်ဇီယာသတိထားမိတာတစ်ခုရှိပါတယ်။နဒီရဲ့လက်တကြွယ်မှာလက်ထက်လက်ဆွလေးမရှိတော့ပဲအစိမ်းရင်ရောင်ရှိတဲ့ရှီဟောက်ကြောက်စိမ့်ခွင်းတစ်ခွင်းကအစားထွေးရောက်ရှိနေတာပါပဲ။ဒီကြောက်စိမ့်ခွင်းကဘယ်ရောက်လာတာလဲ။နဒီနောက်ကိုလိုက်နေတဲ့အစွမ်းလန်းကဘလောက်ထိအင်အားကြီးမားနေတာလဲ။အပိုင်း၃မှာတော့နဒီရဲ့ခန္ဓာကိုယ်တွေကထွက်ပေါ်လာတဲ့ထူးဆန်းတဲ့စကားသံတွေနဲ့အတူတိုင်နှန်းရှင်ရဲ့တကယ်အလိုဆန္ဒကိုသိရှိရတော့မှာပဲဖြစ်ပါတယ်။နားဆင်သူမိတ်ဆွေတို့ကတခါတလေမှာအကြောင်းမဲ့ပစ္စည်းတွေပျောက်သွားတာမျိုးဒါမှမဟုတ်မမြင်ရတဲ့သူတွေစီကလက်ဆောင်ရတာမျိုးထူးဆန်းတာတွေကြုံမှုပါသလား။ကိုမမပြပြပေးခဲ့ပါဦးနော်။အပိုင်း၃ဟိုတယ်ခန်းလေးထဲမှာဇီယာထက်အောင်နဲ့ဆူဆူတို့၃ယောက်ကသတိလစ်နေတဲ့နဒီကိုကြည့်ရင်ချိန်မကန်မိလက်မကန်မိဖြစ်နေကြပါတယ်။နဒီရဲ့လက်တကြွယ်မှာဝတ်ထားတဲ့ကြောက်စိမ့်ခွင်းကြီးကတော့အမောင်ထဲမှာစိတ်ဖက်ဖက်အယောင်တောက်ပပြီးလုံးဝဖြုတ်လို့မရပါဘူး။နဒီဟာသတိလစ်နေပေမဲ့ငိုကြွေးနေပါတယ်။သူမရဲ့အိမ်မက်ထဲမှာတော့ငကားတိုင်တန်းကစစ်သူကြီးတဦးဟာသူမရဲ့ရှိမှမတ်တရက်နေတယ်။သူ့ရဲ့မျက်လုံးတွေကနာကျင်မှုနဲ့အတူဒေါသတွေရောရှက်နေပြီးနဒီရဲ့လက်ထက်လက်စွပ်ကိုသူကပင်လယ်အောက်ခြေတီးပစ်ချလိုက်ပါတယ်။နဒီမင်းကငါ့ရဲ့အရှင်သခင်မပဲငါ့ကိုဂတိပေးထားပြီးမှဒီလူသားကိုမင်းရရွေးချယ်ရတယ်ပေါ့မင်းရဲ့လက်ထက်ဝဲကိုငါလုံးဝခွင့်မပြုနိုင်ဘူးမင်းကိုယ်ပေါ်မှာတခြားယောက်ျားတစ်ယောက်ရဲ့အမှတ်သားတစ်ခုရှိနေတာကိုငါလုံးဝမကြည့်ရဘူးရုတ်တရက်နဒီဟာနှလုံးတွေပြူလာပြီးကတင်ပေါ်မှာထထိုင်လိုက်ပါတယ်ဇီယာကသူမကိုထိမ့်ဖို့ကြိုးစားပေမဲ့နဒီကဇီယာကိုစစ်စင်ကြီးစိုက်ကြည့်နေတယ်အဲ့ဒီအချိန်မှာနဒီရဲ့အတန်ကမင်းကလေးအတန်မဟုတ်ပဲယောက်ျားကြီးတစ်ယောက်အတန်ဖြစ်ပြောင်းသွားတယ်မင်းငါလူကိုမထိနဲ့ तू ကငါအပိုင်ငါစီကိုပြန်လာမဲ့သူမင်းတို့လူသားတွေနဲ့လုံးဝမဆိုင်ဘူးနဒီကိုကြည့်ပါအောင်ကိုကဇီယာလေမင်းဘာတွေပြောနေတာလဲတတိထားပါအောင်ဇီယာကနဒီလက်ကိုဆွဲဖို့ကြိုးစားနေတဲ့အချိန်မှာပဲအခန်းထဲမှာရှိတဲ့ဖန်ခွက်တွေကအကြောင်းမဲ့အက်ကွဲကုန်ပါတယ်အပြင်ဘက်မှာလည်းလှိုင်းလုံးတွေကဟိုတယ်နေရာကိုရိုက်ခတ်နေတယ်လို့မျိုးအတန်တွေကျဲလောင်လာတယ်စုစုကတော့ကြောက်လုံးလို့ထအောင်ရဲ့နောက်မှာပုံနေရပါပြီကိုထအောင်နဒီနားမှာအရေးမဲကြီးတစ်ခုကတ်နေတယ်လို့ပဲကြည့်ပါအောင်နဒီနောက်မှာယောက်ျားကြီးတစ်ယောက်ကအရေးကြီးဟုတ်ပါတယ်လက်ရောင်အောက်မှာနဒီရဲ့အရေးဟာတခုတည်းမဟုတ်ပဲသူမကိုတိုင်းဖက်ထားတဲ့ကြီးမားတဲ့အရေးမဲကြီးတစ်ခုလုံးကိုသူတို့အားလုံးမြင်လိုက်ရပါတယ်။နဒီဟာအဲ့ဒီအရေးကထိချုံမှုကိုခံနေရတယ်လို့မျိုးအတင်းရုံးကန်ပြီးအခန်းပြင်ကိုထွက်ဖို့ကြိုးစားနေပါတယ်။နဒီဟာဇီယာကိုကြည့်ပြီးလှမျိုးတစ်ချက်ပြုံးလိုက်တယ်။သူမရဲ့လက်တရွယ်ကကြောက်စင်းခွင်းကနေအစိမ်းအောင်အလင်းတန်းနေထွက်လာတယ်လို့မျိုးထင်အောင်ထင်မှားဖြစ်စေပါတယ်။မင်းတို့သူ့ကိုကဲနိုင်မယ်ထင်နေလား။ तू ကငါ့ရဲ့လက်တွဲပေါ်ငါ့ရဲ့ကျင်ရတော့ပဲ။မနှက်ဖြန်နေမထွက်ခင်မှာသူငါစီကိုအပီးပိုင်ရောက်လာစေရမယ်။ဇီယာတယောက်သူ့ရဲ့ချစ်လာစွာသောဇနီးတွေကိုဒီအစွဲလန်းနေကြကဘလို့ကဲ့တင်မလဲ။နေမထွက်ခင်မှာရောဘာတွေဆက်ဖြစ်မလဲ။အပိုင်းလေးမှာတော့နဒီကိုကဲ့တင်ဖို့အတွက်ဒေသခံလူကြီးသူမရဲ့စီကိုအကူအညီတောင်းရတဲ့ပုံလေးနဲ့တိုင်နှန်းရှင်တွေရဲ့ပုံမပြင်းထန်တဲ့နောက်ဆက်မှုတွေကိုနားဆင်ရမှာဖြစ်ပါတယ်။အပိုင်းလေးဝေဆောင်ကန်းချီရဲ့ဒုတိယမြောက်မနက်ခင်းဟာတာယာနေပေမဲ့ဇီယာတို့အတွက်တော့ငရဲကန်းတစ်ခုလိုပါပဲ။နဒီရဲ့ထူးဆန်းတဲ့အမူအရာတွေကြောင့်ဟိုတယ်ဝန်ထမ်းတွေနဲ့ဒေသခံတချို့ကရိပ်မိနေကြပါပြီ။အခြေအနေကိုကြည့်နေတဲ့ဒေသခံလေသူကြီးတယောက်ကဇီယာကိုအနားခေါ်ပြီးတတိပေးစကားပြောလာတယ်။မောင်ရဲ့မိမကရိုးရိုးဖျားတာမဟုတ်ဘူး။ဒီပင်လယ်အောက်မှာကတိုင်နှန်းတွေရှိတယ်။သူတို့ကပိုင်ဆိုးပိုင်နေလောက်တတ်ကြတယ်။ဒီတိုင်းဆိုရင်မောင်ရဲ့မိမကိုသူတို့ပြန်လန်းမရှိတဲ့နေရာကိုခေါ်သွားကြလိမ့်မယ်။အချိန်မနှောင်းခင်ပသိမ်မျိုးကတကိုးကြီးဆရာတော်စီအမြန်သွားပြီးအကူအညီတောင်းကြပါတော့။ဇ
ဇီယာဟာဘာမှစဉ်းစားမနေတော့ပဲထအောင်တို့စုံတဲ့ကိုနတိအနားမှာဆောက်ခိုင်းခဲ့ပြီးသူကိုယ်တိုင်ပသိမ်မြို့ကိုအမြန်ဆုံးကားမောင်းထွက်လာခဲ့ပါတယ်။သူ့စိတ်ထဲမှာနတိကိုဘယ်သူမှအပါမခံနိုင်ဘူးဆိုတဲ့အချစ်စိတ်တစ်ခုတည်းကသာအမှန်ဖြစ်နေခဲ့တာပါ။ပသိမ်မြို့ကတကိုးကြီးဆရာတော်စီရောက်တဲ့အခါဇီယာကဖြစ်ချောင်းကုန်စင်ကိုရှောက်ထားပါတယ်။ဆရာတော်ကမျက်လုံးမိတ်ပြီးခိတညင်တက်သွားတာကနေတက်ပြင်းတစ်ချက်ချလိုက်ပြီးမိန့်ကြားလာပါတယ်။တခါလေဒါကအစွဲလန်းတစ်ခုပဲဟိုဘက်ကလည်းသူ့ချစ်သူကိုမစွန့်လွတ်နိုင်တယ်လို့ဒီဘက်ကလည်းငကားတိုက်နှန်းရှင်မလေးကလည်းလူ့ဘဝကိုခဏတာရောက်လာတာဆရာတော် PH နဲ့အန်နီရဲ့ကင်းတဲ့ခါရာတွေပြီးမယ်ဒါပေမဲ့တတိထားရမယ်သူတို့ကအလွယ်တကူတော့လက်လွတ်မှာမဟုတ်ဘူးဇီယာတယောက်ပသိမ်ကနေပြန်လာတဲ့အချိန်မှာတော့ထူးဆန်းစွာပဲနတီဟာအသိစိတ်ပြန်ဝင်နေပါတယ်သူမကဂရင်ပေါ်မှာထိုင်ပြီးငိုနေခဲ့တယ်ဇီယာကိုမြင်မြင်ချင်းပြစ်ဖက်ပြီးထိုးထိုးရီနဲ့ပြောရှာတယ်ကိုစီယာနတီအရန်ကြောက်တာပဲအိမ်မက်ထဲမှာ तू ကနတီကိုခေါ်နေတယ်နတီမလိုက်ချင်ဘူးကိုစီယာကိုထားခဲ့ပြီးဘယ်မှမသွားချင်ဘူးနတီကိုကဲပါအောင်နော်ဇီယာကနတီကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်ဆရာတော်ပေးလိုက်တဲ့ PH ကိုနတီလက်မှာခြေပေးဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနတီလက်တကျွဲကကြောက်စိမ့်ခွန်းကြီးကပို့ပြီးတော့စိမ့်လာပြီးအခန်းထဲကလေတူကရုတ်တရက်ဆိုသလိုအေးစင်သွားပြန်ပါတယ်နတီရဲ့ပုံမှန်အသိစိတ်ကခဏလေးပဲခံခဲ့တာပါ PH နဲ့နတီလက်ကလေးထိကန်နေပါတယ်နတီဟာအော်ဟစ်ပြီးတော့ဇီယာကိုတွန်းထုတ်လိုက်ပါတယ်သူမရဲ့မျက်လုံးတွေကတောက်ခေါက်တန်တွေနဲ့အတူပြန်လဲပြောင်းလဲသွားပြန်တယ်မင်းတို့လူသားတွေကငါ့ကိုဟန်ထားကျင်တာလားငါရဲ့ကြင်ရတော့ကိုမင်းတို့စီကငါအခုပဲပြန်ယူတော့မယ်အပိုင်းကားမှာတော့ဆရာတော်ပေးလိုက်တဲ့အကာအကွယ်တွေကြားကနေတိုင်နှန်းစစ်သူကြီးကနတီကိုဘလို့နည်းနဲ့အပိုင်သိမ်းဖို့ကြိုးစားဦးမလဲဇီယာရဲ့ချစ်တွေကရောဒီအင်အားစုတွေကိုရှင်ပြိုင်နိုင်မှာမလားနားထောင်သူတွေရင်ထဲကိုအမှန်တကယ်ထိမှန်စေမဲ့ဇီယာရဲ့မြစ်တာအင်အားနဲ့အသက်လူပွဲတွေကိုဖော်ကျူးမဲ့ဝေဆောင်ကငကားတိုက်ဆက်အပိုင်း9ဇလန်းလေးကိုဆက်လက်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ဇီယာရဲ့ဘဝမှာနတီဆိုတာအသက်ထက်ပိုပါတယ်။သူမကိုမျက်စိအောက်ကအပြတ်မခံနိုင်လောက်အောင်ချစ်တဲ့ဇီယာဟာဒီအခြေအနေကိုလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတာသိကြပါတယ်။ဆရာတော်ပေးလိုက်တဲ့ PH ကိုနတီလက်မှာမချီနှောင်နိုင်ခဲ့ပေမဲ့ဇီယာရဲ့နှလုံးသားကတော့သူ့ရဲ့ချစ်စနီးတဲ့လေးကိုကယ်တင်ဖို့အတွက်ဘာမဆိုပေးဆက်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။နတီစီကနေစစ်သူကြီးရဲ့အတန်ထွက်ပေါ်လာပြီးသူ့ကျင်ရတော်ကိုပြန်ယူတော့မယ်လို့ပြောလိုက်တဲ့အခါဇီယာဟာမျက်လုံးတွေကိုမှိတ်ပြီးခဏတာဆုံးမချက်ချလိုက်ပါတယ်။ပြီးနောက်နတီမျက်လုံးတွေကိုတက်တက်ဆိုင်ကြည့်ရင်ခံမှာပြတ်သားတဲ့လေတံနဲ့ပြောလိုက်တယ်။မင်းကဘသူပဲဖြစ်ဖြစ်နတီကိုငါးစီကနေဘယ်တော့မှခေါ်သွားနိုင်မှာမဟုတ်ဘူး။ငါတက်နဲ့လဲရရင်တော့နတီကိုငါကောက်ွယ်မယ်။ဇီယာရဲ့စကားတန်ဆုံးမှာနတီကိုတွေကစစ်သူကြီးကဟန်ဆောင်ပြီးယူမွန်းလိုက်ပါတယ်။လူသားလေးမင်းရဲ့အချစ်ကဘာတန်မို့ရှိလို့လဲငါတို့ရဲ့အချစ်ကမင်းတို့ရဲ့တက်တန်တဲ့အစာပေါင်းများစွာရှိကြတယ်မင်းတက်နဲ့လဲမယ်ဆိုရင်လည်းလဲနိုင်တယ်မင်းသိဝိုင်းတော့နဒီကငါစီကိုအလိုလိုရောက်လာမှာပဲဇီယာတယောက်ဘာမှမတက်နိုင်တော့ပဲနဒီကိုစိတ်မချတချနဲ့ထက်အောင်လို့နဲ့ထားခဲ့ပြီးဆရာတော်ထံကိုပြန်သွားဖို့ဆွမ်းမချက်ချလိုက်ပါတယ်ကားမောင်းရင်းနဲ့လမ်းတစ်လျှောက်လုံးနဒီရဲ့မျက်နှာလေးကိုမြင်အောင်နေပြီးမင်းအတွက်ဆိုရင်ငါဘာနဲ့မဆိုလဲရဲပါတယ်နဒီရဲ့လို့ရေဦးနေခဲ့ပါတယ်ဆရာတော်စီရောက်တဲ့အခါဆရာဟာဆရာတော်ရှိမှဒူးထောက်ပြီးတောင်းပန်လိုက်ပါတယ်ဆရာတော်ဗျာတပည့်တော်နတီကိုမကယ်နိုင်ရင်အသက်ရှင်နေရတာဘာတိတ်ပဲမှမရှိပါဘူးနတီကိုကယ်တင်ဖို့ဘာပဲလုပ်ရတပည့်တော်လုပ်ပါမယ်တိုက်ပွဲတွေထိုးရမယ်ဆိုရင်တော့တပည့်တော်ကိုယ်တိုင်ပဲထိုးပြရစီဆရာတော်ကဇီယာမျက်နှာကိုခဏတာဆက်ကြည့်ပြီးနောက်ခေါင်းငိမ့်လိုက်ပါတယ်တခါလေးရဲ့စီစဉ်တာကိုတကယ်အားရပါတယ်ဒါပေမဲ့ဒါဟာအသက်နဲ့ရင်ရမယ်ကိစ္စလို့မိကြားပြီးနောက်ပင်နယ်ကန်းဆက်မှာတိုက်ပွဲတစ်ပွဲပြင်ဆင်ဖို့စီစဉ်ပါတော့တယ်တိုက်ပွဲမှာတော့ဇီယာဟာဆရာတော်ရဲ့လမ်းညွှန်မှုနဲ့အတူပြည့်ရည်တွေပတ်ပြန်းပြီးနတီရဲ့ဘဝဟောင်းကတိုင်နှန်းရှင်ကိုတောင်းပန်ခဲ့ပါတယ်။သူကစစ်သူကြီးကိုနတီကိုလူဘဝမှာပျော်ရွှင်ခွင့်ပေးပါနတီဘဝတက်တန်းကုံဆုံးတဲ့အခါကိုယ်တိုင်တိုင်နှန်းရှင်တွေအောင်လိုက်ဖို့ပေးပါမယ်လို့စိတ်နှလုံးသားနှစ်ပြီးတော့ဂရုပေးခဲ့ပါတယ်။ဇီယာရဲ့စကားအဆုံးမှာပင်လယ်ပြင်တစ်ခုလုံးရုတ်တရက်လှုပ်ရှားလာပါတယ်။လိုင်းလုံးတွေကပို့ပြီးတော့မြင့်တက်လာသလိုကောင်းကင်ကြီးတစ်ခုလုံးကလည်းရုတ်တရက်မင်းမောင်လာပါတယ်။လေမြေးတွေတက်ခတ်လာပြီးပင်လယ်အောက်ကအတန်တစ်ခုကရေပြင်ကိုခွဲထုတ်ပြီးထွက်ပေါ်လာတယ်။ကောင်းပြီလူသားမင်းရဲ့တစ္ဆာရှိတဲ့အချစ်ကိုငါစမ်းသပ်ကြည့်မယ်ဒီတက်တန်းအတွင်းမှာနတီကိုမင်းပြောအောင်ထားနိုင်ပါစေဒါပေမဲ့မင်းရဲ့ဂတိကိုမတည်ရင်တော့မင်းတို့နှစ်ယောက်လုံးငါတစ်သက်လုံးငါနန်းတော်မှာချုပ်နှောင်ထားလိုက်မယ်ဒီစကားတန်ရဲ့အဆုံးမှာပင်လယ်ပြင်ဟာရုတ်တရက်ငိမ့်သက်သွားပြီးကောင်းကင်ဟာပြန်လည်ကြည်လင်လာပါတယ်ဇီယာအခန်းထဲကိုအမြင်ပြန်လာတဲ့အခါနတီဟာအေးအေးချမ်းချမ်းအိပ်ပျော်နေပြီးသူမရဲ့လက်တရွယ်ကကြောက်စိမ့်ခွင်းလေးဟာလည်းအယောင်တွေရောကျသွားတာကိုတွေ့လိုက်ရပါတယ်အပိုင်း6မှာတော့တိုင်နှန်းရှင်ကပြီးတဲ့တက်တန်းအတွင်းမှာဇီယာတို့ဘလို့ပျော်ရွှင်စွာဘဝလေးကိုဖန်တီးကြမလဲပြီးတော့ပင်လယ်ပြင်ကအဆွဲလန်းတွေကတကယ်ပဲကိဝေးသွားပြီလားဆိုတာကိုဆက်လက်နားဆင်ရမှာဖြစ်ပါတယ်မိတ်ဆွေတို့ရောကိုချီရတဲ့သူအတွက်အသက်ကိုယ်တော်ရင်းရဲတဲ့အချက်မျိုးကိုဘလို့မြင်ပါသလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်အပိုင်း6တိုင်နယ်စစ်သူကြီးရဲ့တက်တန်းတိုးခွင့်ပြုချက်ကိုရရှိပြီးနောက်နတီဟာအရင်ကနဲ့မတူပဲစိတ်နေစိတ်ထားတွေပြောင်းလဲလာပါတယ်။သူမဟာ
ဒီလူဘဝမှာရရှိထားတဲ့အချိန်လေးကိုအလဟတ်မဖြစ်စေပဲသာသနာပြုဖို့နဲ့ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ပြည့်ပြည့်သားသားဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဇီယာကလည်းသူ့ဇနီးတဲ့ရဲ့ဆန္ဒမှန်သမျှကိုဖြည့်ဆည်းပေးဖို့အမြဲတမ်းအနားမှာရှိနေခဲ့ပါတယ်။ရန်ကုန်ကိုပြောင်းပြီးတဲ့နောက်နဒီဟာမနက်တိုင်းဖျားရှိကိုပတိစိတ်ပြီးပသိမ်ကဆရာတော်ကြီးလမ်းညွှန်တဲ့အတိုင်းတီလာဆောက်တည်ပါတယ်။ထူးဆန်းတာကနဒီအလူတန်းလှုပ်ချင်စိတ်တွေပေါက်လာတိုင်းသူမရဲ့အိမ်မက်ထဲမှာတိုင်နှန်းကရွှေငွေရတနာတွေဝင်းကနေမြင်တွေ့ရတတ်တာပါပဲ။ကိုစီယာနဒီဒီဘွားမှာရတလကုသိုလ်တွေစုကျင်နေနဒီစီမှာပါလာတဲ့တိုက်အငွတ်သက်တွေကိုလည်းသာသနာအတွက်ပဲအသုံးပြုခြင်းနဲ့တိလာတနေ့မှာတော့ဇီယာနဲ့နဒီတို့ဈေးဝယ်ထွက်ရင်းထီဆိုင်တစ်ခုရှိကိုရောက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာနဒီနားထဲမှာဒီစာအုပ်ကအစွန်ဆုံးဝတစောင်ကိုယူလိုက်ပါဆိုတဲ့အမျိုးသမီးငယ်တယောက်ကတွန်းကြီးနဲ့စကားတန်ကိုကြားလိုက်ရတယ်လို့ခန်းစားလိုက်ရပါတယ်။နဒီဟာမရည်ရွယ်ပဲထီဆောင်ဝယ်လိုက်မိပါတယ်။ဒါတွေမကသေးဘူးဇီယာရဲ့စီးပွားရေးလုပ်ငန်းတွေကလည်းမထင်မှတ်ထားတဲ့အခွင့်အလမ်းကောင်းတွေတရဆက်ဝင်လာပါတော့တယ်။ပျောက်ဆုံးနေတဲ့ကျွေးဟောင်းတွေပြန်ရတာမျိုးအဆင်မပြေဖြစ်နေတဲ့ project တွေကအောင်မြင်သွားတာမျိုးတွေဟာနဒီကုသိုလ်ကောင်းမှုစလုပ်တဲ့နေ့ကစပြီးဖြစ်ပေါ်လာတာပါ။ထီဖွင့်တဲ့နေ့ရောက်တဲ့အခါဇီယာနဲ့နဒီတို့နှစ်ယောက်လုံးအံ့ဩမင်သက်သွားကြပါတယ်။နဒီဝယ်လာတဲ့ထီလက်မှတ်ဟာတိမ်တောင်းချီတန်တဲ့ထီစုကြီးကိုပောက်သွားခဲ့တာပါ။ဒါဟာတိုက်နှန်းကနဒီကိုတာသနာပြုဖို့အတွက်ပေးသနာလိုက်တဲ့ရတနာတွေဆိုတာသူတို့နှစ်ယောက်လုံးသိလိုက်ကြပါတယ်။နဒီဒါတကယ်ကြီးထီပေါက်တာလားယင်မင်းကုသိုလ်လုပ်ချင်နေဆိုတော့တက်ကအဖိုးဖွားတွေကမင်းကိုကူညီလိုက်တာထင်တယ်။ဟုတ်တယ်ကိုရဲ့နဒီဟာရရှိလာတဲ့ထီစုငွေအလုံးကိုသူမအတွက်တပြားတစ်ချက်မှမသုံးပဲဖះเจ้าကန်တိမ်တိဆောက်တဲ့နေရာတွေမှာအကုန်လုံးလှူဒန်းခဲ့ပါတယ်။သူမအလှလုပ်လေသူမရဲ့မျက်နှာလေးကပို့ပြီးတော့ဝင်းပါလာလေးပါပဲ။ဒါပေမဲ့ဒီလိုထူးထူးခြားခြားကံကောင်းမှုတွေနောက်မှာတိုင်တဲ့စစ်သူကြီးရဲ့အရေးကတော့ပျောက်ကွယ်မသွားသေးပါဘူး။တရက်မှာတော့နဒီအလူရေစက်ချနေတဲ့အချိန်မှာပဲသူမရဲ့အနောက်မှာစိမ့်ပြိုင်အောင်ဝတ်စုံတဲ့စစ်သူကြီးကပျော့ရှင်စွာနဲ့တာလူခေါ်နေတာကိုနဒီတယောက်တည်းမြင်တွေ့လိုက်ရပါတယ်။ဒါဟာကျဉ်းနှံ့မှုလားဒါမှမဟုတ်အချိန်တန်ရင်ပြတ်ခေါ်သွားဖို့တတိပေးနေတာလား။အပိုင်းခုနှစ်မှာတော့နဒီရဲ့အလူတန်းတွေကြောင့်တိုင်နှန်းရှင်တွေကြားမှာဘလို့အငင်းပေါက်မှုတွေဖြစ်လာမလဲ။ပြီးတော့ဇီယာပေါ်တိုင်နှန်းရှင်စစ်သူကြီးရဲ့သဘောထားပြောင်းလဲလာအောင်မလားဆိုတာဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။မိတ်ဆွေတို့ရောကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါထူးထူးခြားခြားကံကောင်းတာမျိုးတွေကြုံမှုကြပါသလား။ကောမန့်မှာပြောခဲ့ပြပါအောင်နော်။အပိုင်းခုနှစ်အချိန်တွေဟာမြည့်ရည်တစင်းလိုတရွရွစီးဆင်းသွားခဲ့ပါပြီ။ဇီယာနဲ့နဒီတို့ဇနီးမောင်နှံဟာတိုင်နှန်းရှင်စစ်သူကြီးပြီးတဲ့တပ်တန်းအတွင်းမှာအချင်းချင်းအလွန်ပင်ချစ်ခင်ကျင်နာစွာနဲ့နေထိုင်ခဲ့ကြပါတယ်။တာသမီလည်းမထွန်းကားခဲ့ပါဘူး။နဒီဟာလည်းရရှိထားတဲ့ကြွယ်ဝချမ်းသာမှုတွေကိုအသုံးချပြီးဖះเจ้าကန်တင်စီရက်တွေမှာအမြောက်များတိဆောက်ကသာသနာပြုကုသိုလ်တွေနဲ့ပဲဘဝကိုကုံဆုံးစေခဲ့ပါတယ်။နဒီရဲ့အသက်60ပြည့်မွေးနေ့ညဟာထူးထူးခြားခြားပဲအေးချမ်းငြိမ်သက်လို့နေပါတယ်။နှစ်ပေါင်း60တောင်မှရှင်သန်ခဲ့ပြီနော်။အဲ့ဒီနေ့မှာနဒီဟာမိသားစုဝင်တွေစီမိုးသားချင်းတွေကိုစုံစုံလင်းလင်းခေါ်ယူပြီးစတုဒီတာကျုံးမွေးခဲ့တယ်လို့အလှကြီးတစ်ခုကိုလည်းအောင်မြင်ရေစက်ချနိုင်ခဲ့ပါတယ်။ညနေဆောင်မှာတော့သူမဟာဇီယာကိုကြည့်ပြီးထူးဆန်းတဲ့စကားတစ်ခုပြောလာတယ်။ကိုစီယာနဒီတို့ဂတိတည်ခဲ့ပြီနော်။ဒီဘဝမှာကိုစီယာနဲ့ဆုံခဲ့ရတာကုသိုလ်တွေအတူတူလုပ်ခဲ့ရတာနဒီအရန်ကျင်တတ်ပါတယ်။အခုတော့နဒီခဏလောက်အိတ်ချင်ပြီ။နဒီကိုဘယ်သူမှမနှိုးပါနဲ့ဦးနော်။ညတကောင်ရဲ့အချိန်နဒီအိပ်ပျော်နေတဲ့အခန်းလေးထဲမှာထူးဆန်းတဲ့အစိမ်းရောင်အလင်းတန်းလေးလင်းထိန်လာပါတယ်။နှစ်ပေါင်းများစွာကငွေဆောင်ကမ်းခြေမှာတွေ့ခဲ့ရတဲ့စစ်သူကြီးဟာနဒီကတင်ပေးမှာပျောက်ရွှင်စွာနဲ့မတ်တက်ရက်နေပါတယ်။သူ့ရဲ့လက်ထဲမှာတော့နဒီရဲ့ပျောက်ဆုံးသွားတဲ့လက်ထက်လက်စွပ်လေးကိုပြန်လည်ကိုင်ဆောင်ထားပါတယ်။သူဟာနဒီရဲ့တပူလေးကိုအသာအရထိတွေ့လိုက်တဲ့အခါနဒီရဲ့ဝတ်ညီဟာငြိမ်သက်အေးချမ်းစွာနဲ့သူမရဲ့ခန္ဓာကိုယ်တွေကထွက်ခွာလာခဲ့ပါတော့တယ်။နောက်တနေ့မနက်မှာတော့ဇီယာဟာဂရင်ပေါ်မှာပျော်ရွှင်တဲ့မျက်နှာလေးနဲ့အိပ်ပျော်နေတဲ့နဒီကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့နဒီရဲ့ခန္ဓာကိုယ်မှာအသက်တက်မရှိတော့ပါဘူး။သူမဟာအိပ်ပျော်နေရင်းနဲ့ပဲငြိမ်သက်စွာဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့တာပါ။နဒီရဲ့လက်တကြွယ်မှာတော့နှစ်ပေါင်းများစွာဝတ်ဆင်ထားခဲ့တဲ့ကြောက်စိမ့်ခွေးကြီးရပျောက်ကွယ်သွားပြီးအဲ့ဒီအစားသူမပင်လယ်ပြင်မှာဆုံးရှုံးခဲ့ရတဲ့လက်ထက်လက်စွပ်လေးကမယုံနိုင်စရာကောင်းလောက်အောင်ပြန်လည်ရောက်ရှိလို့နေပါတယ်။ဒါဟာတိုင်နှန်းရှင်ဟာဇီယာရဲ့တစ္ဆာတရားကိုအတိမတ်ပြုပြီးနဒီကိုသူ့ရဲ့မူလနေရာကိုပြန်ခေါ်ဆောင်သွားခြင်းပဲဖြစ်ပါတယ်။လူဘဝမှာနှစ်ပေါင်း60တိတိသာသနာပြုကုသိုလ်တွေအပြည့်နဲ့နေထိုင်သွားခဲ့တဲ့နဒီရဲ့ဇလန်နီကငွေဆောင်ကမ်းခြေကလိုက်လုံးတွေကြားမှာထာဝရကျန်ရည်နေပါတော့တယ်။နားဆင်သူမိတ်ဆွေတို့ကတခါတလေမှာခွဲခွာခြင်းဆိုတာနာကျင်စရာမဟုတ်ပဲဂတိကဝတ်တစ်ခုတည်မြဲသွားတာမျိုးကိုယုံကြည်ပါသလား။အဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဇီယာနဲ့နဒီတို့ရဲ့တစ္ဆာရှိတဲ့အချက်
တိုင်တန်းရှင်ရဲ့အစွဲလန်းနဲ့နောက်ဆုံးမှာကုသိုလ်ကောင်းမှုတွေနဲ့အေးချမ်းစွာညီကုန်းချွတ်သွားတဲ့ဒီဇလန်လေးဟာနားထောင်သူပြည်သက်တွေရဲ့ရှင်ကိုတုံ့လို့စေသလိုကြည်နူးမှုကိုလည်းပေးဆက်မယ်လို့ယုံကြည်ပါတယ်ရှင်။အခုနားဆင်ကြကြတာကတော့ငွေဆောင်ကငကားတိုက်ဆက်ဆိုတဲ့ဖြစ်ရမှန်လျှို့ဝှက်ဆန်းပြဇလန်တွဲလေးရဲ့စသိမ်းပိုင်းပဲဖြစ်ပါတယ်။လောကမှာအချစ်ချက်ကြီးမားတဲ့တစ္ဆာတရားနဲ့ကုသိုလ်တရားဆိုတာမရှိဘူးဆိုတာကိုဒီဇလန်လေးကမိမောင်းထုတ်ပြသသွားခဲ့ပါတယ်။နဒီနဲ့ဇီယာတို့ရဲ့ခိုင်မြဲတဲ့မေတ္တာကြောင့်ပဲတိုင်တန်းရှင်ကိုယ်တိုင်ကတော့အလျှော့ပေးခဲ့ရတာပါ။ဇလန်းလေးကိုအစဆုံးနားဆင်ပေးခဲ့ကြတဲ့ပြည်သက်ဦးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်မှလည်းဒီထက်မကပုံမထူးခြားဆန်းပြတဲ့တိုက်ဆက်ဇလန်းတွေဖြစ်ရမှန်ထူးခြားဆန်းပြတွေကိုတင်ဆက်ပေးသွားဖို့ရှိတာကြောင့်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါဦးနော်။မိတ်ဆွေတို့အားလုံးဘေးပြာဝေးကွာပြီးတာယာအီးချက်နဲ့ဘဝလေးတွေကိုပိုင်ဆိုင်နေကြပါစေရှင်။ကျေးဇူးတင်ပါတယ်။